အယိုးကောင်းတင်မောသားတဦးဟာတင်မောနှစ်စင်းသူတို့စီဥတီခုံမောင်းလာနေကြောင်းတင်မောမှုဖြစ်သူကိုအရေးတကြီးအစီရင်ခံလိုက်ပါတယ်ခေါင်းဆောင်ဟာပင်လယ်ပြင်ကိုလှမ်းကြည့်ရင်းတင်မောနှစ်စင်းကိုတွေ့လိုက်တာကြောင့်ဒီလူတွေရန်သူများလားလို့တန်တရားဝင်သွားခဲ့ပါတယ်ဒါကြောင့်သူဟာအယိုးကောင်းတင်မောသားတွေကိုအကြီးစားဒူးလေးအမြောက်တွေကိုအမြန်ပြင်ဆင်ဖို့အမိန့်ပေးလိုက်ပါတယ်ဒီအချိန်မှာပဲနတ်မောင်နဲ့တားရည်ဝစ်စုံကိုဝစ်ဆင်ထားတဲ့အမျိုးသမီးအဖော်ဖြစ်သူဟာတင်မောခန်းထဲကထွက်လာပြီးဒူးလေးမြောက်ကြီးကိုကြည့်ကဘဲကနေရလာတာလဲလို့အော်တာကြီးမေးမြန်းလိုက်ပါတယ်တင်မောမှုကတော့ရန်သူတွေပြစ်ခတ်နိုင်တဲ့အကွာဝေးတဲ့ရောက်တာနဲ့ပြစ်ခတ်နိုင်မှုပြင်ဆင်ထားကြရန်နဲ့စုပ်ယူကြိတ်ပါတဲ့ဒူးလေးနဲ့ရန်သူတင်မောကိုချိန်ရွယ်ထားဖို့ညွှန်ကြားလိုက်ပါတယ်အမျိုးသမီးကဘသူနဲ့တိုက်ခိုက်မလို့လဲလို့မေးလိုက်တဲ့အခါတင်မောမှုကသူ့ကောင်းပေါ်ကစုကြီးကိုလာယူခြင်းတဲ့သူတွေဖြစ်ကြောင်းအေးဆေးစွာပြအဖြေခဲ့ပါတယ်ဒါကိုကြားတော့အမျိုးသမီးကဒါဆိုရင်တော့ဒီလူတွေကန်ဆိုးတာပဲလို့ရေးရွတ်လိုက်ပါတယ်ရန်သူတင်မောနီးကပ်လာတာနဲ့တင်မောမှုရဲ့အမိတ်အတိုင်းပြစ်ခတ်လိုက်ရာစုပ်ယူကြိတ်ပါတဲ့ကျိုးတန်းကြီးဟာရန်သူတင်မောစီတွားရောက်ဆိုင်ဝင်သွားခဲ့ပါတယ်တင်မောမှုဟာလေကိုစီးပြီးခီးဆက်မယ်ဆိုတဲ့စကားနဲ့အတူတင်းနေတဲ့ကျိုးတန်းကြီးပေါ်ကနေလျက်တစ်ပြက်ပြေးလွှားပြီးရန်သူတင်မောပေါ်သို့တဟုန်ထိုးခုန်ဆင်းလိုက်ပါတယ်ရန်သူတင်မောပေါ်ရောက်သွားတဲ့အခါပတ်ဝန်းကျင်မှာဘာမှမရှိပဲတိတ်ဆိတ်နေတာကြောင့်လူတွေဘာလို့မရှိတာလဲလို့တန်တရားဝင်သွားပါတယ်အဲ့ဒီအချိန်မှာပဲစုကရိယာတက်ဆင်ထားတဲ့အမျိုးသားတဦးဟာလက်နက်ဖက်မြောက်လျက်အခန်းထဲကထွက်လာပြီးသူ့မှာရန်ညိုးမရှိကြောင်းသူဟာနာမည်ကြီးကစားသမားတဦးဖြစ်ပြီးစုကြီးထုတ်ပြန်ချက်ကိုလက်ခံလိုက်တာဟာအဆင့်တက်ချမ်းသာသူဖြစ်တဲ့တင်မောမှုနဲ့အယောင်းဝယ်လုပ်ချင်လို့တာဖြစ်ကြောင်းလာရောက်ပြောဆိုခဲ့ပါတယ်ဘာလို့လဲဆိုတော့တင်မောမှုကတစိမ့်တွေထံကတရင်ချက်လက်ကိုပိတ်ထားတာကြောင့်တောင်ဒီနီးနဲ့ပဲဆက်သွယ်ခဲ့ရတာလို့အကြောင်းပြခဲ့ပါတယ်ဒါပေမဲ့တင်မောမှုဟာသူ့ရဲ့မျက်လုံးစူးစိုက်ကြည့်မှန်ပြောင်းချိုးရင်းနေတာကိုသတိပြုမိသွားပြီးအခုရောက်လာတဲ့သူကဒီလိုလှည့်စားတဲ့အထူးကိရိယာတွေတပြိုင်နက်တည်းအသုံးပြုနိုင်ဖို့မဖြစ်နိုင်ဘူးဆိုတာကိုချက်ချင်းရိပ်မိသွားပါတယ်ဒါဟာရန်သူရဲ့လှည့်ကွက်မှန်းတိလိုက်တာနဲ့တင်မောမှုဟာစွမ်းရည်များကိုပြစ်ခတ်လိုက်ရာအဲ့ဒီအမျိုးသားရဲ့ခန္ဓာကိုယ်ဟာအတုအယောင်မာယာရုပ်တွင်တစ်ခုသာဖြစ်နေခဲ့ပါတယ်အဲ့ဒီမာယာလက်ကွက်ရဲ့အကွက်ဆင်မှုကြောင့်သူ့ရဲ့ပင်မတင်မောပေါ်ကအမျိုးသမီးအဖော်နဲ့အယိုးကောင်းတင်မောသားတွေဟာမာယာမော်တက်အောက်မှာမိန်မောမင်းမျိုးနေကြပြီးရန်သူတွေကသူ့ရဲ့တင်မောကိုခိုးယူဖို့ကြိုးစားနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအမောင်ထူတဲကနေမာယာတက်သုံးအားတိုက်ခိုက်သူခိုးအုပ်ဆောင်ထားတဲ့လူသက်သမားတဦးကသူ့ကိုဓာတ်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်တင်မောမှုကအချိန်မီခုခံလိုက်နိုင်ပေမဲ့အဲ့ဒီလူသက်သမားဟာမိခိုးငွေတွေကြားထဲပျောက်ကွယ်ထွက်ပြေးသွားခဲ့ပါတယ်ပင်မတင်မောစီပြန်ပြေးဖို့အချိန်မမီတော့တာကြောင့်တင်မောမှုဟာသူ့ရဲ့လျှက်စစ်စွမ်းအင်ပါတဲ့လေးကိုအစွမ်းကုန်ဆွဲပြီးပင်မတင်မောပေါ်မှာရှိနေတဲ့အဓိကရန်သူစီကိုတိုက်ရိုက်ချိန်ရွယ်ပစ်ခတ်လိုက်ပါတယ်အပြာရောင်လျှက်စီးများဟာပင်လယ်ပြင်ကိုဖျက်တမ်းကရန်သူအမျိုးသားရဲ့ရင်ဘတ်ကိုတိုက်ရိုက်ထောက်လျှောက်ဖောက်ဝင်သွားပြီးပွဲချင်းပြီးတေဆုံးသွားစေခဲ့ပါတယ်မြားစွမ်းအင်ကြောင့်ပင်မတင်မောပေါ်ကမာယာမော်တက်ပြပြသွားပြီးအမျိုးသမီးအဖော်ဖြစ်သူဟာတတိပြန်ရလာခဲ့ပါတယ်သူမဟာလဲကျတေဆုံးနေတဲ့ရန်သူခန္ဓာကိုယ်ကိုဓာတ်နဲ့ထပ်မံအတီးပြုလိုက်တဲ့အခါစနစ်ရဲ့စာသားကကျူးကျော်သူကစားသမားကိုအနိုင်ယူလိုက်ပြီးဖြစ်ကြောင်းလေထဲမှာပေါ်ထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကြန့်ရှိနေသေးတဲ့ရန်သူတဦးဟာရုတ်တရက်ပစိန်ကြီးကိုကိုင်းဆောင်ကနောက်ကျောကနေတေပေတော့လို့အော်ဟစ်ပြီးရုတ်တရက်ဝင်ရောက်တိုက်ခိုက်လာခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးဟာလျင်မြန်စွာပဲအဲ့ဒီရန်သူကိုလှဟေကားနဲ့အတူပင်လယ်ထဲသို့ကန်ချလိုက်ပါတယ်ရေမကူးတတ်တဲ့အဲ့ဒီရန်သူဟာပင်လယ်ထဲမှာအော်ဟစ်အကူအညီတောင်းရင်းရေနစ်သွားခဲ့ပါတယ်အမျိုးသမီးဟာသတိမရသေးပဲကြောင်းဖြစ်နေတဲ့အယိုးကောင်းတင်မောသားတွေကိုလိုက်လံနှိုးဆွလိုက်ပြီးတင်မောမှုလည်းတင်မောပေါ်သို့အန်ရကင်းစွာပြန်လည်ရောက်ရှိလာခဲ့ပါတယ်အယိုးကောင်းတင်မောသားတွေကတော့သတိပြန်လည်ရလာပါတော့တယ်မာယာလက်စားမှုအတတ်ပညာရှင်သည်မှောင်ရိပ်ခုနေရာတွင်ပုံကွယ်နေစေဖြစ်ကြောင်းစူယန်ကအားလုံးကိုသတိပေးလိုက်သည်ထိုစဉ်အမျိုးသမီးနင်ဂျာတဦးမိခိုးများထဲမှရုတ်တရက်ထွက်ပေါ်လာပြီးစူယန်ကိုဓာတ်ဖြင့်လျက်တစ်ပြက်တိုက်ခိုက်လိုက်သည်စူယန်ကသူ၏ဓာတ်မြောင်ဖြင့်အချိန်မီကာကွယ်လိုက်နိုင်သဖြင့်ဓာတ်နှစ်လက်ထိခိုက်တန်နှင့်အတူမိဘွားများထွက်သွားခဲ့သည်စူယန်သည်သူ၏စကင်ဖက်စနစ်ဖြင့်စစ်ဆေးကြည့်လိုက်ရာထိုအမျိုးသမီးသည်ဝူဖေးဝူအမည်ရှိအဆင့်တနင်ဂျာနှင့်အဆင့်နှစ်ပင်လယ်ဓာတ်ပြဖြစ်ကြောင်းတက်လုံနှင့်လျင်မြန်မှုအဆင့်30ရှိကကိုရောင်ဖြောက်ခြင်းနှင့်လက်နက်ပုံပစ်ခတ်ခြင်းကျွမ်းကျင်သူဖြစ်ကြောင်းသိရှိလိုက်ရသည်သူသည်အမောင်ထုထဲတွင်ကျွမ်းကျင်စွာတွာလာနိုင်သူဖြစ်၍မိခိုးမြူများထဲတွင်သူမအတွက်အခွင့်သာနေသည်နင်ဂျာမသည်သူမ၏အမြန်နှုန်းကိုယုံကြည်မှုရှိရှိဖြင့်ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်လာပြန်သည်သို့သောစူယန်ကပုံမမြန်ဆန်သောတုတ်ပြန်မှုဖြင့်သူမ၏တိုက်ကွက်ကိုရှောင်ရှားရင်းဓာနာသည်ဖြင့်သူမ၏ပခုံးကိုထိခိုက်ဒဏ်ရာရရှိစေခဲ့သည်မိမိ၏လျင်မြန်မှုအဆင့်30ကိုပင်ကြလွန်သူမရှိဘူးဟုယုံကြည်ထားသောနင်ဂျာမသည်အံ့အားသင့်သွားခဲ့သည်ထို့ပြင်စူယန်၏ဓာတ်တွင်ပါဝင်သောရေခဲအေးခဲမှုစွမ်းရည်ကြောင့်နင်ဂျာမ၏တိုက်ခိုက်မှုနှင့်လှုပ်ရှားမှုအမြန်နှုန်းများကျဆင်းသွားခဲ့သည်ဓာတ်ရိုက်ရင်ဆိုင်မှာကရှုံးနိမ့်တော့မည်ကိုသိရှိသွားသောနင်ဂျာမသည်မိခိုးပုံခွဲ၍အနောက်သို့ဆုတ်ခွာသွားခဲ့သည်စူယန်သည်ရန်သူ၏အခြေအနေကိုခံမှန်းလိုက်သည်သူမ၏အမောင်တူစွမ်းအင်သည်3စက္ကန့်လျင်တမောစွမ်းအားကုန်ဆုံးနေပြီးလက်ရှိတွင်စွမ်းအား40ခန့်သာကျန်ရှိတော့သဖြင့်အဖော်ဖြစ်သူအမျိုးသမီးစီတို့ဥတီသွားမည်ကိုရိပ်မိကစူယန်ကအဖော်ဖြစ်သူအားအစဉ်သင့်ပြင်ထားရန်တတိပေးလိုက်သည်အဖော်ဖြစ်သူအမျိုးသမီးသည်သူမ၏ကံကြမ္မာအန်စာတုံးစွမ်းရည်ကိုထုတ်သုံးလိုက်သည်သူမသည်လက်နက်များကိုအစဉ်သင့်ပြင်ကရန်သူလာမည်ကိုရဲဝံ့စွာစောင့်ဆိုင်လိုက်သည်နင်ဂျာမသည်မိခိုးများထဲမှရုတ်တရက်ထွက်ပေါ်လာပြီးမိန်းကလေးကိုအစွမ်းကုန်တိုက်ခိုက်လိုက်သည်သို့သောအဖော်မျိုးသမီး၏တုတ်ပြန်မှုအမြန်နှုန်းမှလည်းလွန်စွာမြန်ဆန်နေသဖြင့်နင်ဂျာမသည်အံ့အားသင့်သွားခဲ့သည်ထို့နောက်နင်ဂျာမသည်သူမ၏အကူအညီမဲ့နေသောအခြေအနေတွင်အမတ်မထင်ဒိုင်နမစ်ဂျာရှီရိုကန်လက်နက်ပုံးများကိုစွမ်းအင်ဖြင့်ပတ်လဲဝိုင်းရံဖန်တီးလိုက်ပြီးတေလိုက်တော့ဟူအော်ဟစ်ကနှစ်ယောက်လုံးစီတို့တပြိုင်နက်တည်းပစ်လွတ်လိုက်သည်ထိုအချိန်တွင်စူယန်၏ကိုရောင်ဖြောက်ရွှေလျားစွမ်းရည်မှာအေးခဲချိန်ကူးတောင်းဖြစ်နေသဖြင့်အသုံးပြု၍မရသေးပေသို့သောစူယန်တွင်နောက်ထပ်ဝက်ဖက်တစ်ချက်ကျန်ရှိနေသေးသည်သူသည်သူ၏ပွဲတစ်စိတ်ကိုနင်လာခဲ့လေဟုအမြန်ပြောင်းလဲလိုက်ရာရာဇဝတ်မှုရှိသောရန်သူများနှင့်ရင်ဆိုင်ရချိန်တွင်ခွန်အားတက်လုံနှင့်လျင်မြန်မှုများငါးစီတိုးတက်သွားခဲ့သည်စွမ်းအားတိုးတက်သွားသောစူယန်သည်ပြစ်လွတ်လိုက်သောကျဲများကြားမှလျှက်တစ်ပြက်အမြန်နှုန်းဖြင့်ရှောင်းကွင်းကအနီးသို့ပြေးဝင်သွားခဲ့သည်နင်ဂျာမသည်စူယန်၏ရုတ်တရက်ပုံမမြန်ဆန်လာမှုကြောင့်တုံ့လှုပ်သွားခဲ့သည်ထိုအချိန်တွင်စူယန်၏အဖော်မျိုးသမီးသည်နင်ဂျာမီအကွက်ကိုကြိုတင်သိရှိကသူမကိုအရှိန်ဖြင့်ပြေးဝင်လုံးထွေးလိုက်ပြီးအောက်သို့ဖိသိပ်ချုပ်ကင်လိုက်သည်သူမသည်နင်ဂျာမီ၏လေပင်ကိုဓာတ်ဖြင့်ထောက်ထားရင်း၆ချခြင်းတေသလားကိုရောင်ဖြောက်နိုင်ရင်ထပ်ဖြောက်ကြည့်ပါအောင်ဟုအနိုင်ရသူအဖြစ်စိန်ခေါ်လိုက်သည်
နင်ဂျာမှရှုံးသွားပြီးနောက်အဖော်မျိုးသမီးသည်မောဟိုက်စွာဖြင့်မတ်တက်ရက်လိုက်ပြီးထိုမျိုးသမီးမှာအတော်လေးကင်တွယ်ရခတ်ကြောင်းကိုရောင်ခဏခဏဖြောက်လုံးသဖြင့်ဂိမ်းဟတ်သုံးထားတဲ့ကဲ့သို့ပင်ဖြစ်ကြောင်းညီးတော်လိုက်ရာဆူရန်ကပင်ပန်းသွားပြီဟုနှစ်သိမ့်ပေးခဲ့သည်ထို့နောက်တင်မောပေါ်တွင်ကျိုးဖြင့်ချီနှောင်ခံထားရသောပင်လယ်ဓာပြမှုဆိုလင်းလီကိုဆူရန်တို့စစ်ဆေးလိုက်သည့်စကင်ဖက်ချက်များအရလင်းလီအဆင့်များမှာပုံမှန်သာဖြစ်ပြီးအဝေးမှခြေရခံနိုင်သောစွမ်းရည်တစ်ခုသာပါရှိကြောင်းသိရှိလိုက်ရသည်သူသည်အဓိကတိုက်ခိုက်သူမဟုတ်ဘဲခိုင်းဖက်မြသာဖြစ်သည်အယိုးစုပင်လယ်ဓာပြကထိုသူကိုညီတို့စီရင်ရမည်နည်းဟုမေးမြန်းသောအခါဆူရန်သည်စနစ်၏အကြောင်းကြားချက်ကိုရရှိလိုက်သည်သူ၏ရာဇဝတ်မှုအမှတ်3ဆဲတိုးတက်သွားခဲ့သည်ဆူရန်သည်စဉ်းစားသုံးသပ်လိုက်ရာနင်ဂျာမှဝူဖေးဝူ၏စွမ်းရည်တွင်မာယာလှည့်စားမှုမျိုးကိုများဖန်တီးနိုင်သောစွမ်းရည်မပါရှိပေထို့ပြင်ဖန်ဆီးရမည်သောညီကိုနှစ်ယောက်လုံးသည်လည်းလှေကားပေါ်တွင်သာရှိနေခဲ့သဖြင့်ထိုမာယာဖန်တီးမှုကိုပြုလုပ်နိုင်သူမဟုတ်ပေထို့ကြောင့်ထိုမာယာလှည့်စားမှုများကိုဖန်တီးနေသောစတုထမြောက်လူတဦးသည်တင်မော၏တနေရာရာတွင်ပုံကွယ်နေစေဖြစ်ကြောင်းဆူရန်သဘောပေါက်သွားခဲ့သည်မိခိုးမြူများဖုံးလွှမ်းနေသောတင်မော၏အတွင်းကန်းခမ်းမဆောင်ထဲတွင်ခရမ်းရောင်စပင်နှင့်စမ်းကြဲသောစတုထမြောက်မာယာလှည့်စားသူအမျိုးသမီးရှိနေခဲ့တော့သည်ဆူရန်နှင့်သူ၏အဖော်တို့တကားကိုတွန်းဖွင့်ကဝင်ရောက်သွားခဲ့ကြသည်